ကတော့ဒီနေ့ပေါ့နော်သူတို့ကြောင့်ရဲ့စာပေရှင်မြင့်တရေး ceremony ကိုသွားမှာဖြစ်ပါတယ်သူ့ mom နဲ့ပေါ့နော်ပြီးတော့သူတို့ကြောင့်ကိုဝင်ကြီးကလာမှာပေါ့နော် hobby ready လုံးကိုပြည့်ပြည့်ကြမလို့ထူလိုက်ခဲ့ကြပါရှင်ဒီ vlog လေးကိုဒီ vlog ကိုတော့သူက a day in my life ဆိုပြီးတော့ vlog က topic ပါဆိုတော့ကိုယ် gallery ပြင်မှာပေါ့နော်ကိုယ်တော့ပါမယ်A few moments later ခုကတော့သူတို့ကြောင်းရောက်ပြီဖြစ်ပါတယ်ဒါကတော့သူတို့ကြောင်းမှာပေါ့နော်ကျင်းပရဲ့စာဖတ်ရှင်မြင့်တရေးပေါ့နော်ပွဲတော်ပဲဖြစ်ပါတယ်အဲ့မှာပေါ့နော်တော်တော်လေးစုံပါတယ်မုတ်ဆိုင်နေပြီးတော့စောင်းဆိုင်နေပြကန်းတွေပြီးလို့ရှိရင်လို့အပင်တွေကစားလို့အကုန်လုံးပြထားတယ်ပေါ့နော်ပြီး handmade တွေနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးအုပ်ထုတ်ပြီးလုပ်လဲအဲ့ဒါပေါ့နော်အဲ့ဒါဆိုအကုန်လုံးပြထားဖြစ်ပါတယ်ဒါကကြတော့သူတို့ဒီပေါ့နော်ဝင်ကြီးလာမဲ့နောက်ဂိတ်ကပဲဖြစ်ပါတယ်ဒီမှာပါခွာပေါ့နော်သူတို့ကဝင်ကြီးကိုစောင့်ရင်းနဲ့ဒီကြပြရွတ်ဆိုပြိုင်ပွဲပေါ့နော်တွားကြည့်မှာဖြစ်ပါတယ်တကယ်ချင်းနေနဲ့အတူတူပေါ့နော်ညီကိုရတော့ပြောရမယ်ဆိုလို့ရှိရင်တော့သူရဲ့အတိုင်းပါပဲလူတွေကတော့အများကြီးပဲပေါ့နော်အကားချင်းတဲ့သူတွေကကျင့်ကြပါတယ်ဒါကတော့သူတို့ငါးတက်ဆောင်ကနေပြီးတော့ရိုက်ထားတဲ့မြင်ကွင်းပဲဖြစ်ပါတယ်နှစ်ထပ်မြောက်ကနေပေါ့နော်ဒါကတော့ကြတော့သူတို့ဒီကိန်းညာအကားကိုကျင့်ညာဖြစ်ပါတယ် This is my mom she is her mistress ကဲဒါကတော့သူတို့ပါဒီဆက်ရှင်ကတော့ handmade ပေါ့နော်စကူခောက်တဲ့ပြိုင်ပွဲဖြစ်ပါတယ်ဒါကတော့စကပုံဆက်တဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်ကဲခုကတော့ဝင်ကြီးလာဖို့အတွက်ကြိုတင်ပြင်ဆင်ရင်းလေ့ကျင့်နေရပဲဖြစ်ပါတယ်မင်္ဂလာချိန်ရောက်ရှိပြီဖြစ်ပါသဖြင့်ကျောင်းစာကြည်တိုင်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှင်မြင့်တင်ရေးပွဲတော်အားဘဲကျုပ်ပြည့်ဖွင့်လှစ်ပေးပါရန်ရေးစားစွာပတ်ချအပ်ပါရရှင်ဖြစ်ပါရဲ့ရှင်ဒါကတော့သူတို့ရဲ့ခမ်းမပါဖြစ်ပါတယ်ဒီ These are my friends ပြီးတော့ဒီမှာနည်းနည်းလူရှင်းနေပါတယ်ဒါကတော့သူတို့ဖြစ်ပါတယ်ခုကတော့စတင်ပြီးတော့သချင်းဆိုမှာဖြစ်ပါတယ်အဖွင့်ပေါ့နော်ဖွင့်သချင်းဆိုမှာပါအခုဒီဟာပေါ့နော် clip တွေက vlog ကတနေ့ရှေ့သွားမှာဖြစ်တဲ့ကြောင့်မလို့အစားအဆုံးရိုက်ထားတဲ့ performance တစ်ခုရှိရဲ့အဲ့ဒါကဒီပေါ့နော်ဒီအဖွဲပြီးရင်နောက်တစ်ဖွဲမှာပါတာဖြစ်ပါတယ်ဒါကတော့သူပြောရဲသူရှိမှအစားဆုံးပေါ့နော်ရိုက်ထားတဲ့ performance လေးပဲဖြစ်ပါတယ်
ဒါကတော့သူ့မေဆုတက်ပေးနေရဖြစ်ပါတယ်ဆိုတော့ကဒီ vlog လေးကိုဒီမှာပဲအန်လိုက်လိုက်တော့မှဖြစ်ပါတယ်ဆိုတော့ဒီ see you guys in next video bye bye